ခြေတော့ကဘယ်ခြေတော့ကဒဏ်ရာရတာလဲမားလို့ဆရာမားလို့ဟောဗျာဘာတော့ဗျာခင်ဗျာဘာဖြစ်လို့ဘာလဲဘာပြောဘာဖြစ်တာလဲကျွန်တော်ခင်ဗျာမပူနဲ့စိတ်ရှည်တယ်မပူနဲ့ပြောနော်ခင်ဗျာဘာဖြစ်လဲပြောကျွန်တော်ယောဂပြောဘာဖြစ်စပြီးဖြစ်တဲ့နေရာနေကျွန်တော်ပြောမရစေဆရာအေးလေစဖြစ်တဲ့နေရာပြောလေကျွန်တော်စိတ်ရှည်ရှည်လေးတော့နားထောင်ပေးပါဟုတ်ပြီနားထောင်မယ်ဗျာကျွန်တော်အလုပ်ဆင်းတာဘဲဥကျော်ထဲမှာဓမင်းညိုင်လေးထည့်ပြီးတော့ဘဲဥကျော်လေးဓမင်းညိုင်ထည့်ဘဓမင်းညိုင်လေးကိုဘဲဥကျော်လေးထည့်ဓမင်းညိုင်နဲ့ဘဲဥကျော်လေးထည့်ပြီးကျွန်တော်အလုပ်ဆင်းတော့အလုပ်ဆင်းတယ်မွေးကားဆိုင်မှာတောင်းစိန်နဲ့တွေ့တော့မင်းညိုကနေပြီးတော့သူတို့အမွေကိစ္စစကားများနေကြတယ်တဲ့မိုင်းအမေကဝင်ရှုံအောင်မလားဆိုပြီးတော့ဖိုးထောင်ကသူ့ရိုက်တော့အောင်မြင်နေပြီးတော့အတင်းဒုတ်ဆွဲတော့ဒုတ်ဆွဲမဟုတ်ကျွန်တော်ယောဂဖြစ်တာကိုအစပြောလေဟုတ်ကဲ့ပြောမြင့်တင်နေပြီးတော့ရွှေမောင်အောင်သိန်းကိုကယ်အောင်လို့ပြောပါဦးနဲ့သူ့လေကိစ္စကိုအဲ့ဒါထုံးညွန့်ကလည်းမပြောလို့မဖြစ်ဘူးတဲ့ဆိုတော့မဟုတ်ဒီယောဂဖြစ်တဲ့နေရာအစပြောရမှာလေသောင်းဝင်ရနေတော့ထုံးကြည့်တဲ့ရံဖြစ်တော့မိရင်ကလည်းသူ့ယောက်ျားနဲ့လူပြဿနာတက်ရလားဆိုတော့မခံနိုင်ဘူးပေါ့လေဖြစ်တဲ့နေရာအစပြောလို့ခင်ဗျပြောနေတာထုံးညွန့်နဲ့သူတို့တော်ပါဒီခင်ဗျဒီမိမစစ်လို့ဖမစစ်တာဒီဆောက်ပြောမနေနဲ့ဒီယောဂကိုအဖြစ်ကိုပြောအစကျွန်တော်အလုတ်လာတာပါအဖေတွားကြီးဆိုတော့ကျွန်တော်လေးလောလာလေးလောဘယ်လဲဆိုတော့တန်းလို့ပြောဘူးကြီးကငကြက်လဲဆိုတော့အေကိုအော်ဒါနဲ့ပြီးတော့အဲဖြစ်တာအစပြောလို့ဟုတ်ကဲ့အစတွားကြီးရဲ့လေးလောလေးလောပြောဘယ်လဲဆိုတော့တန်းလို့ပြောဘူးကြီးကငကြက်လဲဆိုတော့အေကိုအော်ဒါနဲ့ပြီးတော့အဲကျွန်တော်စိတ်မရှိဘူးနော်ခင်ဗျဖြစ်တာအစပြောတာတွားကြီးလေးလောဘာလို့ဖြစ်စီပြီးတော့ပြရအောင်အဲ့ဒါဖြစ်တယ်တဲ့ပြီးရောတဲ့ဒါပဲလာမှာမလားဒါပဲလာမှာမလားတွားကြီးတဲ့ဘာလို့ဖြစ်လေးလောဒါပဲလာမှာလားဒီလိုပါဆရာကျွန်တော်အမှန်တိုင်းကိုပြောရရင်ကျွန်တော်ဖြာဘောကြလို့ကြိုးတာပါဆရာဖြာဘောကြလို့ကြိုးတာဟုတ်ကဲ့ခမရဗျာရက်ဆက်လာပြီလားဗျာခင်ဗျာနည်းနည်းပါးပါခင်ဗျာအသက်ရွယ်နေဒီစကလုံးတွေကမဟိုက်ဘူးမဟုတ်ပါဘူးဆရာကျွန်တော်ဖြာကြီးကပုံလာတာအဲ့ဖြာပုံပေါ်တက်ဆော်တာပြုတ်ကြပြီးကျိုးတာပါဆရာဩဖြာပုံလာတာအဲ့ပေါ်ကနေပြီးပြုတ်ကြပြီးကျိုးတာဩခင်ဗျာမကြီးမငနဲ့ဆော့တတ်တယ်ဗျာဖြာဘောကြတယ်ကျိုးရဆိုတော့ကိုကတလို့တွေးနေတာ